အခုဒီလှူတာကဟိုဟာစင်ကာပူကမတ်အီခိုင်နဲ့ကလေးမျိုးကဒေါ်အေးပြုံးတို့ကနေပြီးဒါ9ချိန်မြောက်လှူတာပေါ့နော်9ချိန်မြောက်လှူတာဖြစ်သွားပြီဆန်နဲ့အခုကဒီလကပြီးခဲ့တဲ့လကတော့4000နဲ့4000ဟိုနေအခုကကျတော့4000ခွဲဖြစ်သွားတယ်ဆန်4000ခွဲတက်သွားတယ်ဈေးတက်သွားတယ်ဆန်နဲ့ပြီးတော့မှဟိုနင်းပြလို့ရှိရင်ကြက်တုံပေါ့နော်ဝယ်ပြီးတော့ဒီမှာလေးပါရှိတယ် ကိုကလည်းမအားလို့ခလုံးနေဖြစ်လို့အေးတွားအကြောင်းတွားပါတွားနေဆိုတော့မအားတော့မဝယ်ပေးရသေးဘူးပြီးတော့မှဝယ်ပေးလိုက်တော့နော်အဲသူတို့လည်းဟိုနေဖြစ်လို့ချင်းစုလေးပါလေးလည်းတောင်းပေးလိုက်အောင်ပေါ့နော်ကောင်းပါရဲ့လို့ဒီနေ့မကတိုင်းနိုင်ပါလေလို့ဆမ်းပါဒီမှာရမှာစဒီနေ့မှာချမ်းသာရှိတယ်ဒီကိမှာသာတော့ကတိတော့ကျွန်တော်နည်းနည်းပို့ပေးပါလိမ့်ဒီလိုစုနေပြပါစေတိုင်းနိုင်ပါလေ